US မှာရှိတဲ့ Liberty ရုပ်ထု History The Statue of Liberty ကိုဗြိတိရှလက်အောက်မှလွတ်မြောက်မှုနှစ်တရာပြည့်လွတ်လပ်ရေးအထိမ်းအမှတ်အနေနဲ့ France ဟာ US နဲ့နှစ်နိုင်ငံချစ်ကြည်မှုဂုဏ်ပြုတဲ့အနေနဲ့လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။1885ခုနှစ်မှာ Liberty ရုပ်ထုကိုပြင်သစ်နိုင်ငံမှာစတင်တည်ဆောက်ခဲ့ပါတယ်။ Liberty Statue ကိုအချိန်ပေါင်း10နှစ်ကျော်ကြာအပိုင်းပေါင်းများစွာဆောက်လုပ်ခဲ့ရပြီးကုန်းသစ်တာပေါင်း214လုံးနဲ့1885မှာရေကြောင်းလမ်းသင်္ဘော US သို့ပို့ဆောင်ခဲ့ပါတယ်။ Liberty Statue ကိုကင်ထားတဲ့ torch ကအလင်း leadership နဲ့ညံအလင်းပွင့်တာကိုကိုစားပြုတာဖြစ်ပြီးခေါင်းမှာဆောင်းထားတဲ့ crown မှာစူးချုံ9ခုပါရှိပြီးပင်လယ်ကြီး9ခုနဲ့လွတ်လပ်ခြင်းကိုကဘာတဝမ်းသို့ထုတ်ဖော်ပြသတာကိုဖော်ပြပါရယ်။ခြေထောက်မှာပတ်ထားတဲ့ချင်းကမင်းဆိုမင်းညစ်အုပ်ချုပ်မှုနဲ့အဖိနှိပ်ခံရမှုကိုပေါ်လွင်အောင်ပြသထားတာပဲဖြစ်ပါရယ်။လက်မှာကင်ထားတဲ့ကြောက်စာကရိုမန်ဘာသာလိုရေးထားပြီးဇူလိုင်လ4ရက်မှာဇူလိုင်လ4ရက်နေ့1886 US ရဲ့ဗြိတိရှလက်အောက်ကလက်မှာကင်ထားတဲ့ကြောက်စာကရိုမန်ဘာသာလိုရေးထားပြီးဇူလိုင်လ4ရက်နေ့1886 US ရဲ့ဗြိတိရှလက်အောက်ကလွတ်ကတရားဝင်လွတ်လပ်ရေးရတဲ့နေ့ကိုရေးထိုးထားတာပဲဖြစ်ပါတယ်။အဝတ်ခြုံထားတာကရှေးဟောင်းရိုမန်နတ်သမီးများကိုကိုစားပြုပြီးလွတ်လပ်ခြင်းရဲ့တေကေတာကိုကိုစားပြုထားခြင်းဖြစ်ပါတယ်။အမြင့်305ပေရှိပြီးကော့ပါနဲ့တိဆောက်ထားက Liberty ရုပ်ထုစတင်တိဆောက်ရစဉ်ကအရှောင်ဟာကျင်းနေအောင်ဖြစ်ပြီးတန်ကြီးတိုက်စားမှုကြောင့်အစိမ်းရောင်ဘက်သို့ပြောင်းသွားတာဖြစ်ပါတယ်။ပရိသတ်တို့ရောကိုထင်ထားတဲ့ history နဲ့တကယ် fast ကြ history နဲ့ထပ်တူကြရလားဆိုတာ comment မှာနှမေးခဲ့ကြပါဦးနော်။